နှစ်ယောက်ဟူးငါကန်လည်းလာလိုက်တာငါကွန်ဒိုကြီးဝယ်ထားဆိုတော့ဝါတမျိုးလုံးမြင်ရတယ်ဟာဒါအပေါ်ဆုံးတက်ဆိုတော့မြင်ရတာပေါ့တတိကတော့ပေါ်တီရောထပ်သွားသေးတယ်ထင်တယ်အမေရိကန်ဆိုတော့အမေရိကန်နိုင်ငံလန်လေးနဲ့ပေါ့ဒါမှကျွန်တော်အမေရိကန်ဆိုပေမဲ့ကျွန်တော် Eiffel Tower လိုမျိုးတာဝါကြီးတစ်ခုသွားလဲမယ်တတိကပြတ်နေသွားပြီလားအကြာကြီးပဲဟာတတိကလည်းအောက်ဆုံးကြီးဈေးပါမယ်ဆိုနေဝါနေဦးရှူခင်းကိုရင်ကြည့်ပြီးသွားမှာဒီကြပါဦးရှူခင်းရတယ်ဒီအလွှာလေးလည်းများပြီနော်အစတုန်းကတင်ထားတဲ့ဗီဒီယိုနဲ့မတူပါဘူးဒီမျိုးရတက်တာပေါ့နော်ဟုတ်တယ်မျိုးပေါ့နော်ဒီနေ့ရုံးပေးရမှုလားမသိဘူးလူတွေလမ်းမှာများမှထင်တယ်ရတယ်လူတွေလည်းလမ်းမှာများတယ်ရုံးပေးရမှုလို့လမ်းမှာများတာโอ้တိုက်ကြီးတွေနော်ဒီ Eiffel Tower လဲမယ်ဆိုတော့ဒီမြစ်ထားနေသွားမှာဒီတိုက်ကြီးကငါတိုက်ဆိုတာဟိုမှာလို့ရမယ်ကျွန်တော်တိုက်ဖြစ်တဲ့အတွက်ကျွီးကဲကျွန်တော်မှန်တုတ်တဲ့လူမျိုးပေါ့နော်အလွားလေးကြီးကြည့်ပါဦးဗျာမြဲမကျွန်တော်လွာဦးပါမတော်စောက်စီအိုးချက်ပါအကုန်လုံးပြီโอเคချက်ပါတောင်အကုန်ဒီတပင်းနေရှင်းရအားလေကျွန်တော်ဒီဘောနေတက်ပြီးတော့မြေထားလန်းကူအောင်မတော့နင်းတော့ချက်သိမ်းထားတာမြေထားရောက်လာနေပြေးမြေထားလန်းကူအောင်မ Oh my god မနီးလာပြီ Okay ဒီနေရာဘယ်လိုလဲမသိဘူးတော့ဘာလဲမသိဘူးနော်ဒီကမြေထားမလားသေးဘူးEiffel Tower နေရာရောက်နေပြီကျွန်တော်စိတ်ကမ်းမှရှိရနော် Eiffel Tower ကဲသွားလိုက်ရโอเคဒီအောင်တော့ဟိုဘက်ကနေသွားလိုက်โอเคရပြီဒီညမှာမဟုတ်သေးဘူး Eiffel Tower ကနေနေတော့ဟိုရုံးပေးရမှုလားမသိဘူး Eiffel Tower ကိုလူတွေလာကြအများကြီးပဲဟို Eiffel Tower ကမြင်လားမသိဘူးဟိုရုံးပေးရမှုလို့နော် Eiffel Tower ကိုလာကြတဲ့လူတွေတော်တော်များတယ်ဝါဟိုတော်ပါသေးတယ်တော်တော်မြင်လို့တော့မြင်တော့မမြင်ရတော့ဒီတိုက်ပေါ်ကြီးကိုဒီတိုက်ပေါ်ကြီးကိုတက်ဖို့တော့ဒေါ်လာ20လားမသိဘူးပေးရတယ်ဒီမှာကိုတို့တိုက်တက်ဖို့အတွက်ဒေါ်လာ20ပေးမယ်နော်ကဲရပြီဒီဘွားရင်တက်ရတာမဟုတ်ပါဘူးစနေနေ့ကျဒဲလီကနေတက်ပါမယ်ကဲဟုတ်ပြီဒါတော့ပထမလွာမှာမြင်ခွေးမှာနော်ပထမလွာမြင်ခွေးမှာမနော်ဒုတိယလွာမြင်ခွေးကတော့ဒီတက်ပို့လာမယ်ထင်တယ်ပေါ့နော်အော်သူတို့ဘလို့လောက်ဆောက်လာမှလည်းဒဲလီကရလေဝါဒီလွားလည်းကောင်းနေဟာနော်ဒီမှာပြီးသွားမှာနိုင်ငံလန်နေလိုက်ချိတ်ရမယ်ကဲဟုတ်ပြီလေချောင်းလေးရောက်လာကဲဟုတ်ပြီခေါင်းရောက်ပြီ Oh my god ဒီအကြီးသားမျိုးထဲမှာဂျုံကြပြီဒါမဟုတ်ဒါကြတော့ဟိုအလံလုပ်ဖို့အတွက်လော်ထားတာဒီအကြီးသားမျိုးထဲမှာဆိုမြူးမြင်ဝင်နေကိုမြင်ရမှာကဲ okay Okay. Okay. เจ้าอย่างนี้สิล่ะလာပါအမေရိကလည်း
ဒါမှလာတာထိတ်ဆုံးကနေကြိုက်ကြည့်ရထိတ်ဆုံးကလည်းတော်တော်လှတယ်နော်သူတို့စောက်ထားလှတော့လှပါတယ်အလန်းတော့ကိုယ့်ဟိုထုတ်တာပေါ့နော်မြန်မာနိုင်ငံအလန်းနဲ့လုပ်ပေးမယ်ပေါ့နော်တင်ပေးမယ်ပေါ့နော်ကျွန်တော်ကဲကဲဒီလွာရောက်ပြီစေရောက်အလန်းကြီးကလည်းထောင်မလေးကွာရောက်အလန်းနိုင်ငံအလန်းဒီလိုမြန်မာနိုင်ငံကြီးတာဆိုကောင်းဝင်နော်ဒီလိုမျိုးမြန်မာနိုင်ငံအလန်းနဲ့တာလုံးဝင်ကောင်းကျွန်တော်နယူးယောက်မြို့နဲ့တူလို့ကျွန်တော်တို့ပြီးတာပါဒါပေမဲ့ Statue of Liberty တော့မရှိဘူးပေါ့နိုင်ငံအလန်းကြီးโอเคလူတွေထားတော့မယ်ကဲဟုတ်ပြီသွားလိုက်ရကဲဖုန်းတာဝကြီးကညဘက်ကျမှကောင်းတာနော်ကဲကျွန်တော်ညဘက်ကျရတဲ့ခါလာကြည့်မယ်ပေါ့နော်ကဲသွားလိုက်ကြရအောင်သူတို့လူတွေများတယ်နော်ဒီနေ့ရုံးပေးရမို့လို့ Eiffel Tower ကိုလာလေကြတာဒီနေ့စနေနေ့ဟုတ်တာပဲ Today Sunday ကဲ bro တို့တော့ကျွန်တော်ခုနticket ဝယ်တာပေါ့နော် ticket ကမြန်မာတို့ပြောပြီးဝယ်လိုက်တယ်ဒီလိုပေါ့နော်သူမေးကြည့်မယ်ပေါ့နော် Hello hi bro and did you know this if Eiffel Tower ဘာဖြစ်လဲမသိဘူးတဲ့ I don't know did you know this Eiffel Tower ဆိုတော့ I don't know ပြောလို့ခုံပေါက်ဘူးတော့သူသိလားပြောမိလား bro did you know that yes okay yes okay yes or yes for မြေတာတွေလာလိုက်တာဒီမှာ Eiffel Tower ရှိတဲ့အကြောင်းအလန်းနဲ့အရှိတာဆက်သွားလိုက်ရေးနိုင်ငံအလန်းနေရှိတဲ့နေရာမှတ်ချက်ပေါ့နော်ဒါဆိုတော့တခြားပေါ့နော်ဘယ်လိုပြောမလဲမြန်မာဘက်ကိုကွန်တိန်နာတွေပေါ့နော်ကဲဟုတ်ပြီဒီကွန်တိန်နာတွေပေါ့နော်ဒီကွန်တိန်နာကြီးတွေကပေါ့နော်တစ်ခုထားထဲမှာလေတကယ်ကိုအေးရမကြီးရှိတာပေါ့နော်မကားလည်းမရောက်မဟုတ်သေးပါဘူးဒါမဟုတ်ဘူးလေဒါဘယ်ကမျိုးပြင်အောင်ရောက်သွားပြီဒါကိုရက်ွက်ရရောဒီနေ့တိတ်လောက်ပိုင်ထားသေးတယ်နော်ကျွန်တော်ဒီနိုင်ငံကိုအုပ်ချုပ်တာဖြစ်တဲ့အတွက်ကျွန်တော်မှာကွန်ဒိုတစ်လုံးပိုင်နေဒီအိမ်လေးလည်းပိုင်နေလို့ရတယ်ကျွန်တော်ဝင်ပြပေးမယ်ကဲကျွန်တော်ဒီအိမ်ကို2သိန်းနဲ့ရောင်းမယ်ပေါ့နော် Minecraft ထဲမှာဆို2သိန်းနဲ့တန်မှာမလား Protein တွေပဲအစုံပါတယ်ကျွန်တော်လိုက်ပြပေးမယ်ဝယ်လို့ရပါတယ်ရေးခဲ့ပါကိုမဝယ်လို့ရရပါတော့ဘယ်လိုဝယ်ရတာလဲဆိုတော့ဒီအိမ်ကိုဝယ်ဟုတ်လားခုနတက်သွားတာနော်ခုနအဲ့လိုမဟုတ်ဘူးနော်တက်သွားတာမိုက်တယ်ပြန်ပြမယ်အဲ့လိုတက်သွားတာမြင်ရဒီပေါ်မှာကြောက်ကြလားကိုပစ္စည်းကိုကြိုက်တာပေါ့နော်အကျဉ်းလေးထားလိုက်ရကျွန်တော်အောက်ထက်ကတကားတွေကဘာနီးလေးဆိုတော့ကျွန်တော်ပြပေးကျွန်တော်အရင်ဆုံးဒီညာလေးပြရမယ်ဒီမှာဖလိုမျိုးပန်းချက်လေးတစ်ခုရှိပါတယ်ကျွန်တော်ရေကူးကန်လေးထည့်ပြီးကျွန်တော်ဘောနော်ကျွန်တော်ဘယ်လိုပြောမလဲ customer မဟုတ်ဘူးပေါ့ကျွန်တော်ရဲ့ဘယ်လိုပြောမလဲ subscribe လုပ်ထားတဲ့လူတွေဝင်မယ်ဆိုရင်တော့ရေကူးကန်ထည့်ပေးပါမယ်subscribe ပြေးပြီးလုပ်လိုက်ပါအောင် subscribe လေးပြေးလုပ်လိုက်ဒါ subscribe လုပ်ထားတဲ့လူတွေအတွက်ပဲဒီအိမ်လာ YouTube ကပေါ်ပါတယ်ပေါ့နော်ကျွန်တော်ဒီအိမ်လေးရပေါ့နော်ဒီအိမ်လေးကတော့2သိန်းပေါ့နော် Minecraft ငွေပေါ့2သိန်း Minecraft ငွေ2သိန်းတော့ရှိဘူးမရှိပါတို့တကားဟာလှထားတယ်မလို့ဒါတော့အင်းရှိနောက်ရှိအိမ်နောက်ပြီးပေါ့နော်သွားတာပေါ့နော်ဒါတော့တစ်ထက်သေးပေါ့နော်ဒါခမ်းမတော်ကြီးတွေလုပ်ကြည့်ရင်လုပ်လို့ရရုံးငန်းတော့ကျွန်တော်အပေါ်တက်ပေါ့နော် subscribe ဟိုပေါ့နော်တခြားဖုန်းတွေနဲ့လည်းလုပ်ပေးထားတဲ့လူတွေအတွက်အပေါ်တက်လုပ်ပေးမယ်ပေါ့နော်ရုံးငန်းနဲ့လုပ်ပေးကဲညနေတော့ရောတွေပေါ့နော်ကျွန်တော်အိမ်ကြီးရောင်းတာဒီအိမ်ကတော့ကျွန်တော်တို့1000 2000ဒါမြန်မာငွေ2000နဲ့ယူပါဒါမြန်မာငွေ9000ပါတကယ်ဒါရောင်းရင်ကောင်းတယ်နော်
အေးညနေတော့ရောက်နေပြီဒီအိမ်လေးရောင်းမရင်ကောင်းလားမသိရောင်းပြီးတော့နောက်နေ့ကျမှရောင်းပြီးတော့မယ်ရှင်ကျွန်တော် Eiffel Tower ကြီးကိုနောက်တစ်ခေါက်ထပ်သွားကြည့်မယ်ကျွန်တော်တို့ညနေတော့ညတော့ရောက်နေဗီဒီယိုတင်တာပဲနာမည်နေလေကြထားရဲတော့ဝင်ကုန်အိုး10မိနစ်ပဲရှိသေးတယ်ကိုတိန်နာလေးမြင်ရပြီဆိုတော့ကဲဆက်သွားတော့မယ်ဒီနေ့တကယ်ရုံးပိတ်ရမို့လို့ပေါ့နော်ကျွန်တော်လည်းတကယ်ရုံးပိတ်ရပေါ့နော်ရုံးပိတ်ရမို့လို့တကယ်ပေါ့နော်လူတွေချစ်တိုးနေတာအိုက်ဖက်တာဝါလာကြတာပေါ့ညဘက်ဆိုတော့ပိုလာကြတာတန်းရောက်တာဗျာအိုက်ဖက်တာဝါယူမြင်နေလားပြီကဲကျွန်တော်မပြန်တော့ဘူးဇမ်းမတော့ Hey bro oh did you want to eat their American food I don't want okay မဝယ်မစားကျွန်တော်ကတော့စီးတယ်ဝယ်ကျွေးရမလားလို့ပြောသူကမဝယ်ကျွေးနေကဲကျွန်တော်ရှိမှာsorry no sorry no ကျွန်တော်ရှိမှာနော်ရှိမှာကဲဟိုးမှာလာလိုက်တာဒီကောင်တွေကတော့မြင်နေရမဟုတ်သေးဘူးနော် Oh my god လာလိုက်တာအိုက်ဖက်တာဝါအပေါ်ကနေတက်ကြည့်ရရင်နော်တော်တော်မယ်တစ်ကက်ကတော့မဝင်နိုင်တော့ဒီမှာမြေရောက်စိုက်ကုန်ပြီလို့ပြော Bro I want one ticket Okay yo this is $10 ဒေါ်လာပေးလိုက်တာဗောနော်ကျွန်တော်ဒီအပေါ်ဆုံးတော့ကိုပဲတက်တော့မယ်ဗောနော်လေချောင်းနဲ့ရောက်လာပြီဖြစ်တဲ့အတွက်စက်တက် Okay ရောက်ပြီ Oh my god Oh ကဲကောင်းလို့ဝါမိုက်တယ်ကျွန်တော်လောလက်ခုနလာတာဆိုတော့ကူးကြတော့နည်းနည်းလက်လာလေးကြည့်ရမယ်ဗောနော်ကျွန်တော်ဒေါ်လာတွေထုတ်တာမှာဗောနော်ဒေါ်လာတွေထုတ်ပါမယ်ဒေါ်လာကဲတို့ကျွန်တော်တို့ Eiffel Tower ကြီးဗောနော်ဒါပေမဲ့ကျွန်တော်တို့ဗောနော်အမေရိကန်မှာ Eiffel Tower ရှိတယ်ဆိုတာရုပ်တိမရှိဘူးလေ Paris France မှာပဲရှိရလေအဲ့အတွက်ကျွန်တော်ရုပ်တိမရှိတဲ့အတွက်ဒီဟာကိုဗောနော် New Tower ဆိုပြီးနာမည်ပေးလိုက်မယ် New Eiffel New York Eiffel New York Tower ပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲကျွန်တော်ဗီဒီယိုကြည့်ပေးတဲ့အတွက်ကျေးဇူးရမ်းတင်ပါတယ် Like and Subscribe ပေးခဲ့ပါအောင်ကိုမှန်မှာလည်းစော့စေခြင်းနဲ့ခိန်းတွေကိုလည်းရေးခဲ့ပေးစေချင်ပါတယ်ကိုမှန်ဟာကျွန်တော်ကိုမှန်ပြတ်နေတယ်ဆိုရင်နော်ကိုမှန် box ကမရှိဘူးဆိုရင်ကျွန်တော်အကောင့်ထဲဝင်ပြီးလို့ရှိရင်ငလျင်လောက်တက်ပြီးပြသွားတဲ့စာကူရာမျိုးကြီးဆိုတဲ့ဗီဒီယိုမှာပေါ့နော်ကိုမှန်ရေးတဲ့လူတွေလည်းအများကြီးအဲ့ဒီမှာလည်းမနော်ကိုမှန်လေးဝင်ရေးပေးတာပါလို့ကျွန်တော်ဟိုပါတယ်အတီးပေးနှိုးဆော်အပ်ပါတယ်ကဲကျွန်တော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုအားပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ရှိပါတယ်ကဲကျွန်တော်တို့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲ bye bye